အားလုံးပဲမင်္ဂလာပါဒီနေ့တော့စစ်တပ်အာဏာသိမ်းမှု9နှစ်မြောက်နှစ်ပတ်လည်အနေနဲ့စကားအနေငယ်ပြောလိုပါတယ်ကျွန်တော်တို့ဇန်နဝါရီလ31ရက်နေ့ညမှာကျွန်တော်တို့မျှော်လင့်ချက်တွေများစွာနဲ့ကျွန်တော်တို့အိယာဝင်ခဲ့ကြတယ်ဒါပေမဲ့နောက်တစ်နှစ်မနဲ့နိုးလာတဲ့အချိန်မှာကျွန်တော်တို့ရည်မှန်းချက်တွေမျှော်လင့်ချက်တွေအိမ်မက်တွေများစွာဟာလူတယောက်တဆုတစ်ဖွဲ့ရဲ့အတ္တမာနတွေကြားထဲမှာခြေဖြတ်ခံလိုက်ရလို့ကျွန်တော်တို့ဖြစ်ခဲ့ကြတယ်ပေါ့နော်အဲနောက်မှာကျွန်တော်တို့ပိုကောင်းတဲ့မနှက်ဖြန်တွေကိုရဖို့အတွက်ကျွန်တော်တို့နီးလန်းမျိုးစုံနဲ့ကျွန်တော်တို့ကြိုးစားကြတယ်ပေါ့အဲကြားထဲမှာကျွန်တော်တို့သုံးပါတော့ကြတဲ့လူပုဂ္ဂိုလ်တွေထိခိုက်ရှာနာဖြစ်ခဲ့တဲ့လူငယ်မျိုးဆက်တွေအမင်းလက်စုံမစားနိုင်တော့တဲ့မိသားစုဝင်တွေအများကြီးကိုကျွန်တော်တို့ရှင်နာနာနဲ့ကျွန်တော်တို့ကြုံတွေ့ကြရတယ်ပေါ့နော်တစ်ဆက်တည်းမှာပဲကျွန်တော်တို့ငလင်ဘေးဒဏ်တွေရေကြီးမှုတွေဆင်းရဲမွဲတေမှုတွေကြားထဲမှာကျွန်တော်တို့ဒီနှစ်ကာလ9နှစ်တောင်ကျွန်တော်တို့ခက်ခဲနဲ့ဖြစ်တန်းကြရတယ်ဆိုတော့ဒီနေ့မှာတော့အခါခွင့်တင်တော့ကြံ့ခံရက်တည်နေတဲ့မြန်မာပြည်သူပြည်သားအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြားလိုတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့စိတ်မချင့်မရဲဖြစ်မှုတွေစိတ်တူမှုတွေဝမ်းနည်းမှုတွေကြေကွဲမှုတွေကိုကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ဘာလုပ်နိုင်မလဲဆိုတော့အပိုင်းကိုကျွန်တော်တို့စဉ်းစားတင်ပြီးလို့ထင်တယ်ပေါ့နော်ဆိုတော့ဒီကိုယ့်ရဲ့တက်ဆိုင်ရာကဏ္ဍအတီးတီးမှာကိုလည်း queue ဆိုင်ရင်တဘာတော်တို့ကိုလည်း queue ဆိုင်နိုင်တဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်ကြပါစေအမင်းလက်စုံစားနိုင်တဲ့မိသားစုထမင်းဝိုင်းတွေမကြခင်အားလုံးပိုင်ဆိုင်နေကြပါစေတိတ်မကြခင်တော့ကျွန်တော်ကိုယ်တိုင်လည်းမိသားစုနဲ့အတူသမင်းလက်ဆောင်ပြန်စားနိုင်ဖို့အတွက်ညှော်လင့်နေပါတယ်အားလုံးနေကောင်းချမ်းသာဘေးကင်းလုံခြုံကြပါစေ